ဟုတ်ကဲ့အခုမြင်တွေ့နေရတဲ့အသီးကပန်းရောင်မာလာကာသီးလို့ခေါ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အပြင်မှာပုံမှန်မာလာကာသီးလို့မြင်ရပြီးအထဲမှာကတော့ပန်းရောင်ဖြစ်နေလို့ပါ။တချို့ဒေသတွေမှာလည်းအခေါ်မတူတာတွေလည်းရှိရင်ရှိမှာပေါ့။ဒါပေမဲ့သူ့ရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုပြောပြပါမယ်။ပန်းရောင်မာလာကာသီးရဲ့ကောင်းကျိုးများဗီတာမင်စီကြွယ်ဝခြင်းပန်းရောင်မာလာကာသီးဟာဗီတာမင်စီအများပြားပါဝင်လို့ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုအားကောင်းစေပြီးအေးမိခြင်းနဲ့တခြားရောဂါတွေကိုကာကွယ်ပေးနိုင်ပါတယ်။အမြင်ဓာတ်ကြွယ်ဝခြင်းအမြင်ဓာတ်များစွာပါဝင်တာကြောင့်အစာခြေစနစ်ကိုကောင်းမွန်စေပြီးဝမ်းချုပ်ခြင်းကိုသက်သာစေပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအန်တီအော့ဆီဒင်းပါဝင်ခြင်းဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့်ဆဲတွေပျက်စီးခြင်းမှကာကွယ်ပေးပြီးကင်ဆာရောဂါနဲ့နှလုံးရောဂါဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးပါတယ်။ဗီတာမင် A ပါဝင်ခြင်းအမြင်အာရုံကိုကောင်းမွန်စေပြီးအရေပြားကျန်းမာရေးကိုထိန်းသိမ်းပေးပါတယ်။ပိုတက်ဆီယမ်ပါဝင်ခြင်းသွေးဖိအားကိုထိန်းညှိပေးပြီးနှလုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ကယ်လိုရီနည်းခြင်းကယ်လိုရီနည်းတာကြောင့်ကိုယ်လေးချိန်ထိန်းသိမ်းလိုသူတွေအတွက်သင့်တော်ပါတယ်။ပန်းရောင်မာလာကာသီးရဲ့ဆိုးကျိုးများဓာတ်မတည့်ခြင်းတချို့သူတွေမှာပန်းရောင်မာလာကာသီးနဲ့ဓာတ်မတည့်မှုတွေဖြစ်တတ်ပါတယ်။ရားရံခြင်းအင်ပြင်ထခြင်းအသက်ရှူရခတ်ခြင်းစတဲ့လက္ခဏာတွေဖြစ်နိုင်ပါတယ်။ဝမ်းလျှောခြင်းအမြင်ဓာတ်အလွန်ကြုံစားသုံးပါကဝမ်းလျှောခြင်းကိုဖြစ်စေနိုင်ပါတယ်။အစာအိမ်ပြဿနာများအလွန်ကြုံစားသုံးပါကအစာအိမ်နာခြင်းအစာမကြေခြင်းစတဲ့ပြဿနာတွေဖြစ်နိုင်ပါတယ်။အဆိပ်များကြောင့်အန္တရာယ်ပန်းရောင်မာလာကာသီးအဆိပ်တွေကိုအလွန်ကြုံစားသုံးပါကဥလန်းကြောင်းပိတ်ဆို့ခြင်းကိုဖြစ်စေနိုင်ပါတယ်။အကြံပြုချက်ပန်းရောင်မာလာကာသီးကိုတင်းတင်းမျှတတဲ့ပမာဏနဲ့စားသုံးသင့်ပါတယ်။ဓာတ်မတည့်တဲ့လက္ခဏာတွေပေါ်လာပါကဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ဒီချက်လက်တွေကအထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်။ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်။